ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က JQS လို့ခေါ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီပါ micro ရဲ့ဒီလိုမျိုး map တွေကိုပတ်စံမလို့ပဲနဲ့ဘယ်လို down အောင်မလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဟုတ်ပါဘူးဒီ map တွေပြောရမှာပါကျွန်တော် free map တွေကိုပြောရပါအဲ့ဒါမှဆိုရင် skin တွေတက်ရှာဘက်တွေကျွန်တော်အကုန်ရပါမယ်ကျွန်တော် map တွေရောအကုန်ပါပါတယ် add-on တွေရောကျွန်တော်အခုဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ပြပါမယ်အရင်ဆုံးဒီ marketplace တွေဝင်ပါဝင်မြည်ဒီမှာ subscribe ဆိုရင်ဒီမှာရှာတဲ့ရဘူးလူမျိုးရှာတဲ့ပုံစံလေးနဲ့ဟာဝင်ပါကဲနှိပ်ပြီးဆိုရင်တို့ဒီမျိုးဒီဟာကြီးဝင်ပါကျွန်တော်ဒီမှာအခုတွေ့နေရတဲ့ဒီဟာကြီးဝင်ပါအပြာရောင်ကြီးနဲ့ဒီအဲ့ဒါထဲဝင်ပါပြီးရင် mind coin ဆိုတဲ့ထဲဝင်ပါပြီးရင် free ဟာဆိုတဲ့ဟာလွတ်လိုက်ပါအဲ့မှာကိုပြောင်းကျင်တဲ့ဒီမှာတက်ရှာပဲပုံစံဒီမှာ add-on နေဒါဆို skin ဆိုတဲ့ဒီမှာ free ရပါတယ်ဒီမှာဒါ free skin နေပေါ့နော်ကျွန်တော်အများကြီးပဲပေါ့နော်ဒီမှာဒီထဲမှာအမိုက်ဆုံးလို့ထင်နေရတော့ဒီဟာပဲတော့တွားစမ်းတင်နေတော့ဒီမှာကြည့်လိုက်ဒီ skin ဆိုရင်ကျွန်တော်ဒါဆို blue နဲ့အလိုက်ဆုံးပဲဒီ skin ကဒါ blue လို့ပြောရမယ်ပေါ့နော်ဒါကတော့ blue လို့ပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဝမဲလို့អော်ရေပေါ့နော် blue လို့မတိရင်တော့ဒီပါနွားပရင်ဆိုရဲစုလေးပါရထားတယ်ပေါ့နော်ဒီလိုမျိုးစုပါဆို blue လို့ပဲရနိုင်တာပေါ့နော်ဒီလိုမျိုးစုဆိုတာလူတိုင်းမရနိုင်ပါဘူး blue လို့ပဲရနိုင်တာပေါ့နော်ဒါဆိုကျွန်တော်ရွာတော့သားတွေပါလုပ်လို့ရပြီပေါ့နော်ဒီဟာနဲ့ဆိုကျွန်တော်အခုယူပြမယ်ပေါ့နော်ဒီမှာ free ဆိုတာယူလိုက်ပြီးရင်ကျွန်တော်ကတော့ down ပြီးသားဆိုရပြီဒီမှာရွာသားယူ skin ကိုယူလိုက်ပြီဒီမှာ skin လေးရှိရပေါ့နော်ကျွန်တော်တော်လေးမိုက်ရပေါ့နော်ဒါလေးဆိုရင်လည်းဒီမှာ lucky block လေးပေါ့နော်ဒီမှာ diamond ပုံစံလေးနဲ့မိုက်တယ်ဒီမှာကဲဒါဆိုရင်တော့ဒါကတော့ skin လေးဖြစ်ပါတယ်ကျွန်တော်အခုပြမှာတော့ map wall ပြမှာဖြစ်ပါတယ် wall ဆိုရင်ကျွန်တော်အပန်းဖြေရဲ့နေရာကြီးအစုံပါပဲကျွန်တော်ရှာကြည့်တက်လောက်တော့တော်တော်လေးမိုက်ပါတယ် no wall လေးဝင်မယ်နော်အကုန်ကြည့်လိုက်မယ်အစုံကြည့်လိုက်မယ်ကဲအခုဆိုရင်တော့အကုန်တော့ဒါကတော့ဒီမှာ weak ခုံးအောင်ရှိတယ်ဟာကဲဒီ weak ခုံးဆိုရင်တော့တော်တော်တန်မယ်လို့ပြောလို့ရမှာဒီမှာဒါတော့ weak ခုံးဟာပေါ့နော်ကျွန်တော်ဒေါင်းတဲ့ခါကျရင်ဒီမှာဒေါင်းရရပေါ့နော်ဒီမှာအဲ့မှာဒေါင်းလို့ဆရာပေါ်လာပြီဒီလိုမျိုးလေးနှိပ်လင်ရပြီဒေါင်းလို့ဆိုကျွန်တော်ကတော့မဒေါင်းတော့ဘူးပေါ့နော်ကျွန်တော်ကစော့သေးဘူးဆိုတော့နောက်ခါကျမှကျွန်တော်စော့ပြမယ်ပေါ့နော်နောက်ဒီမှာဟိုလို့ရလှီလော်တဲ့ဟာတွေရှိတယ်နောက်ဒီမှာမြို့ကြီးတွေဆိုရင်လည်းတို့ဒီမှာတော်တော်လေးစော့လို့ကောင်းပါတငယ်ချင်းတွေချိတ်ဆိုရင်တော့တော်တော်လေးကောင်းမယ်လို့ထင်တယ်ဒီမှာမြို့ကြီးတွေဆိုရင်လည်းမှာ free ပေးထားမြို့ကြီးကြည့်လိုက်တော်တော်လေးကျယ်ကိုစောက်စရာတော့မလို easy ပဲဒါဆိုရင်လည်းကျွန်တော်ဟွာပေါ့နော်ဒါကတော့ညံစမ်းပေါ့နော်ဘာညာညံစမ်းဘာညာပေါ့နော်ဒါကတော့ပတ်ကွားခုံတဲ့နေရာလို့ထင်တာပဲကျွန်တော်လည်းဘာမှမသိဘူးကဲဒါဆိုတော့ micro O ဖြစ်တော့ကျွန်တော်တက်ရှာဘက်ပေါ့နော်ဒါကျွန်တော် micro အရင်တော့ပုံစံပေါ့နော်မကြည့်လိုက်အရင်တော့မှုခံစားရမှာပေါ့နော်အပြေးပါကဲအခုဆိုရင်တော့ကျွန်တော်ဟာ PC ပါရှိရဟာကျွန်တော်တို့ PC တွေပါ computer TV တွေဆိုရင်ဒီမှာ free တော့ရတယ်ဘာမှ Telegram account တွေပေါင်းရှိလေရတယ်ဒီမှာတွားတောင်းလို့ရတယ်နော်ဒီမှာ free ကျွန်တော်အရင်တော့မရှိတော့ဆိုဒီရပဲတောင်းတာကဲ Godzilla ရောဒီမှာတော့ဒါတော့ Blue လို့ပေါ့နော်ဒီမှာအခုကြည့်နေညီနေရတော့ဒါ Blue လို့ပေါ့နော်မကြည့်လိုက်တာ Blue ကဒီမှာညီ4ရောင်ကနေ Blue ကဒီမှာ woman ဆိုပြီးလုံနေရပါတော့မြေလေးစားနေကြပါတော့ကဲအခုနောက်ထပ်ဟိုဖြစ်ရမှာတော့ဟုတ်ရှိအိုးလေသမားတွေတော့တွေ့ရရပါတော့ကျွန်တော်တို့ဒီမှာfarm craft တဲ့ဟုတ်လေသမားလုပ်လို့ရတယ်လေသမားကြီးဥတောင်လုပ်လို့ရတယ်အိုးဒီမှာဘလူးကြားရအောင်မယ်ဒါကြောင့်တရုတ်နိုင်ငံဘလူးပေါ့နော်ဒါတော့ကျုပ်နိုင်ငံတော့မောင်လေးပေါ့နော်ဒီမှာအများကြီးပဲရှိရမောင်လေးဒီမှာဒါတော့ blue နဲ့ light ဖြစ်ဆုံး skin တွေပေါ့နော်တော့စော့တင်နေဗျskin တွေကယူတင်နေစော့တင်နေဒီမှာ free တွေမှာအများကြီးပေးနေရဗျကဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲအိုးရှေ့ဒီမှာ skin ရှိရဟာskin မဟုတ်ဟာ map ကြီးဟာကဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်အခုပြပေးနီးလဲတိုင်းလိုက်လို့ကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်နာမည်ကတော့ JQS ပါကဲ
နော် villager skin ပေါ့နော်ဒါတော့ကျွန်တော် skin ကျွန်တော်ယူတဲ့ free skin ပေါ့နော်ဘလူးကတော့မောင်လေး skin ပဲယူကြပေါ့နော်ကဲအားလုံးပဲဒီညတော့ဒီလောက်ပါပဲ